မင်္ဂလာပါ2026ခုနှစ် AB လ29ရက်နေ့ဖြစ်ပါတယ်ဒီကနေ့အတွက်ထူးခြားဖြစ်စေတဲ့သတင်းတွေကိုစတင်တင်ဆက်ပေးပါတော့မယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးရှင်တဲ့သတင်းကတော့ AA အကြမ်းဖက်တွေဟာဘူတီတောင်မြို့နယ်အမှတ်2ရပ်ကွက်မှာရှိတဲ့သမ္မတဟိုတယ်ကိုမိရှုခဲ့တယ်ဆိုတဲ့သတင်းဖြစ်စဉ်ကတော့ AB လ26ရက်နေ့ကအကြမ်းဖက် AA တောင်းကျမ်းသူတွေဟာဘူးတီတောင်မြို့နယ်အမှတ်2ရပ်ကွက်မှာရှိတဲ့သမ္မတဟိုတယ်ကိုညနေ6နာရီမိနစ်40ကစပြီးမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ကြောင့်ဟိုတယ်နားမှာရှိတဲ့နေအိမ်တချို့လည်းမီးကူးစက်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းမှုကိုထပ်ပြီးတော့တင်ဆက်ပေးရှိပါတယ်။ဒါကတော့ဆရာခွန်အောင်မင်းဦးဆောင်တဲ့မိုးပြဲလူက PDF ကိုဖျက်သိမ်းပေးဖို့ဒေသခံတွေကတောင်းဆိုလိုက်တဲ့ဆိုတဲ့သတင်းခုမြို့နယ်ဆရာခွန်အောင်မင်းဦးဆောင်တဲ့မိုးပြဲလူက PDF ကိုဖျက်သိမ်းပေးဖို့ဒေသခံတွေကအများပြည်သူလူထုတဘောထားထုတ်ပြန်ချက်စာဆောင်ကိုဒီကနေ့ထုတ်ပြန်ခဲ့ပါတယ်။မိုးပြဲလူက PDF ဟာပြည်သူလူထုအပေါ်လက်နက်အားကိုပြီးဖမ်းဆီးခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်းအသက်အန္တရာယ်ခြိမ်းခြောက်ခြင်းစတဲ့ပြစ်မှုတွေကိုမကြာခဏကျူးလွန်ခဲ့တာကိုသက်သေအထောက်အထားနဲ့တကွတွေ့ရှိရတယ်လို့ဖော်ပြထားပါတယ်။ဒီ PDF တွေကင်ဆောင်ထားတဲ့လက်နက်တွေဟာပြည်သူလူထုကတပ်ဆင်ပေးထားတာဖြစ်တာကြောင့်လက်နက်တွေကိုပြည်သူလူထုထံအနှံပြီးမိုးပြဲလူက PDF အဖွဲ့ကိုအပီးတိုင်ဖျက်သိမ်းပေးဖို့ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းကိုထပ်ပြီးတော့တင်ဆက်ပေးရှင်ပါတယ်။ဒါကတော့ကလေးဝမြို့ရဲ့အရှိတောင်ဘက်ခြမ်းမှာရှိနေတဲ့အကြမ်းဖက်သမားများစခန်းချရာနေရာကိုတပ်မတော်မှလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဒီတိုက်ခိုက်မှုမှာအကြမ်းဖက် PDF တွေတတိမထားခဲ့တာကြောင့်အများအပြားထိနာခဲ့ရတယ်လို့ကလေးအကြမ်းဖက်အဖွဲ့မှသူတို့ရဲ့လူမှုကွန်ရက်ဖေးဖို့စာမျက်နှာပေါ်မှာဖော်ပြထားတာကိုတွေ့ရပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ AB လ25ရက်နေ့ကကလေးဝကန်ထူးမနဲ့ရေဦးလမ်းကြောင်းပေါ်မှာရှိတဲ့အောင်ရှမ်းသာကြီးရွာမှာအထိုင်ချနေတဲ့တပ်မတော်ရဲ့ကင်းစခန်းတစ်ခုကိုအကြမ်းဖက် PDF များကဝိုင်းဝန်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်အောင်ပွဲခံရန်သူတို့စခန်းချထားတဲ့ရွာကိုပြန်လည်စခန်းချရောက်နေစဉ်တပ်မတော်မှအလေးငိုက်ဘုံကျဲရှင်းလင်းခဲ့ရလို့လည်းသိရပါတယ်။ကနဦးသတင်းတွေအရအကြမ်းဖက်သမား20ကျော်နဲ့ထိခိုက်ဒဏ်ရာရှိသူတွေအများအပြားရှိတယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းကိုထပ်ပြီးတော့တင်ဆက်ပေးရှိပါတယ်။ဒါကတော့တော်လန်ရေးကိုညှင်းငွေပြီးပြည်သူလူထုကိုနှိပ်စက်တဲ့အလုပ်ကိုမလုပ်ရှင်တော့လို့အလင်းဝင်လာတဲ့ PDF တွေရဲ့မိသားစုနဲ့ကိုရေးကိုလာအချက်လက်တွေကိုလူသိရှင်ကြားထုတ်ပြီးရှင်းရှော့ခဲ့တဲ့ဆိုတဲ့သတင်းဖြစ်စဉ်ကတော့ NUG အမိခံအကြမ်းဖက်လုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့နေဖုံးလက်တို့အဖွဲ့ဟာ PDF များအနေနဲ့တပ်မတော်ထံအလင်းဝင်ရောက်လာတာများတာကြောင့်တန်ရှိနေတဲ့ PDF တွေအနေနဲ့အလင်းဝင်ရောက်သွားမှာကိုစိုးရိမ်တာကြောင့်အခုလိုအလင်းဝင်သွားတဲ့ PDF တွေရဲ့မိသားစုနဲ့သူတို့ရဲ့ကိုရေးကိုလာအချက်လက်တွေကိုလူသိထင်ကြားထုတ်ပေါ်ပြီးချင်းချော့ခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းကိုထပ်ပြီးတော့တင်ဆက်ပေးရှိပါတယ်။ဒါကတော့အကြမ်းဖက် AA တွေအနေနဲ့လူအင်အားနည်းလာတာကြောင့်လူသစ်စုဆောင်းမှုတွေကိုဇက်တိုက်လှုပ်ဆောင်နေပါတယ်။အခုလိုလူသစ်စုဆောင်းမှုတွေကိုဇက်တိုက်လှုပ်ဆောင်နေတာကိုဗီဒီယိုနဲ့တကွရှပြပေးမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်အထက်ကညင်တွေကြားအောင်ဆိုပြီးကျွန်တော်ဒါပဲလုံးမကြားဘူးတယ်လို့ငါဘုရားပို့နေတယ်ဟုတ်ပါဘူးကတော့ဟုတ်ပါဘူးကတော့ဘုရားလာကျွန်တော်ဘုရားဒါကလည်းဒါကညဆက်ပြီးလို့ဥမအဘုံလေးကလည်းဆိုလည်းလည်းဘုရားကဘာမှလေးပြီးလို့ဆိုလည်းတော့လည်းဘုရားငိုလေးဒီပိုင်းညာမမခိုင်ကြဘူးဆောင်းဗီဒီယိုမခိုင်တော့ကျွန်တော်ပြီးဆောင်းနဲ့မဆိုင်ဘူးဆောင်းနဲ့မဆိုင်တော့ကျွန်တော်ပြီးဆောင်းနဲ့ရီလူလူလူတဲ့ဒါလည်းအဲ့ဒါလာကြအဲ့ဒါပဲပုံနဲ့အဲ့ဒါရပဲရပဲလူများလားဒီလူမှုတွေရှိကြအဲ့ဒါခုတနေ့က PDF ဇုံးလဲနေရတိတိမျိုးရဲ့အနီးတစ်ဝက်ရွာတွေကိုတွားပြီးတော့မတော်မတရားစစ်သားစုဆောင်တဲ့ကိစ္စကိုမဆုဗီဒီယိုတင်လိုက်တယ်တင်လိုက်တော့အဲ့ဒီဘက်က PDF ဇုံးလဲဘက်ကလူတွေမချေနဲ့ကြောက်ပေါ့နော်တချို့ကောင်မတွေကဆိုငါ့ကိုဘောမဆိုပြီးတော့မထိတထိရေးကြပြန်ပြီ
နင်တို့ငါ့ကိုဘောမလို့ခေါ်လာတာ3-4နှစ်ရှိပြီငါဒီနေ့ဒီချိန်ထိမင်းအောင်လိုင်းကောင်းပါတယ်စကားဆောင်ငါထောက်ခံပါတယ်ဆိုငါတခွန်းမှမပြောခဲ့ဘူးငါဒီလို speak out လုပ်တာကနော်ကြေးရွာဘက်မှာဝမ်းနဲ့ချေကွဲနေတဲ့မိဘတွေညီအကိုမောင်နှမတွေရဲ့ခံစားချက်ကိုငါ speak out လုပ်ပေးတာပဲရှိတယ်နင်တို့ငါလုံးဝဂရုစိုက်တော့မှာမဟုတ်နော်ငါ့အောင်နောက်တစ်ခါဘောမလို့ခေါ်ကြည့်နင်တို့တာတော်လန်ရဲ့အကြောင်းပြလူတကာကိုပိုက်ရန်ရှာနေတာဒီနေ့ဒီချိန်ထိ3-4နှစ်ငါတီးခန့်လာပြီးပြီတော်လန်ရေးလုပ်နေတာပါဆိုပြီးတော့ပဲတီးခန့်လာခဲ့တာနော်နင်တို့ဘေးပတ်ဝန်းကျင်မှာတယောက်မှမရှိတော့နင်တို့ TikTok ရိုက်ရင်တော့နင်တို့ယောက်ျားရဲ့ဘောကိုပဲမှာပြီးတော့နင်တို့ရိုက်နေရတာမလားနော်နောက်တစ်ခါငါ့ကိုဘောမလို့နောက်တစ်ခါပြောနင်တို့စောက်ကြီးကိုမဆိုင်နင်တို့နာမည်နဲ့ကိုငါခေါ်ပြီးတော့ဆဲတော့မှာနော်နင်တို့လှုပ်နေတဲ့တော်လန်ရဲ့ဘာလဲလူတွေကိုလိုက်ဖမ်းမယ်နော်မတော်မတရားပတ်စံတွေတောင်းမယ်အလူငွေတွေဘုံမယ်ဒါပဲလားနင်တို့လုပ်နေတာအရှက်မရှိဘူးငါတီးခံလာတာကြာပြီငါလုံးဝတီးခံတော့မှာမဟုတ် နောက်ဆုံးသတင်းမှုကိုထပ်ပြီးတော့တင်ဆက်ပေးရှင်ပါတယ်ဒါကတော့ယခုလက်ရှိဖလန်မျိုးရဲ့အခြေအနေကိုမြို့ခံပြည်သူတယောက်ရဲ့ပြောကြားချက်ကိုချပြပေးတော့မှာဖြစ်ပါတယ် ကဲကျွန်မပြောခဲ့ရမလားတပ်မတော်ကနေပြီးတော့ချင်းပြည်နယ်ကိုစစ်ကျင်းရလာတယ်ပြီးတော့ဖလန်မြို့ကိုပထမဆုံးသိမ်းတယ်တမျိုးပြီးတမျိုးလာမယ်ဆိုတော့ကျွန်မပြောတယ်အချို့သူတွေကကျွန်မအဲ့လိုမျိုးပြောတာကိုဘယ်လိုပြောမလဲဒါအမှန်တရားလေးနော်ကျွန်မပြောတာဟိုစဉ်းစားတတ်တဲ့သူတိုင်းသိရကျွန်မဘယ်သူ့ဖက်ကိုမှပါပြောတာမဟုတ်တမျိုးပြီးတမျိုးတပ်မတော်ကနေပြောတမျိုးပြီးတမျိုးတင်းချင်နေတာဆိုတော့တမျိုးပြီးတမျိုးလာမယ်ဆိုတော့ကျွန်မပြောတယ်အခုဆိုလို့ရှိရင်မင်းတပ်ဖက်မှာတော်တော်လေးကိုစစ်ပွဲအတွက်ပြင်ဆင်နေကြရပေါ့နော်တတိပေးချက်တွေထုတ်ပြန်လာတယ်လေရင်တန်ကြလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့စစ်တပ်ဖက်ကနေပြီးတော့သတင်းတွေထုတ်ပြန်လာတယ်ဆိုတော့ကျွန်မအခုပြောတဲ့စကားထဲမှာအချို့သူတွေကတော့မုန်းကြမယ်ပေါ့နော်ဘာလဲဆိုတော့အချို့သူတွေကတော့စစ်တပ်ဖက်ပါတယ်ဘာညာပြောကြမှာပေါ့နော်ဒါပေမဲ့ကျွန်မကတော့စစ်တပ်ဖက်ပါလို့အခုလိုမျိုးပြောရချင်းမဟုတ်ဘူးကျွန်မအခြေအနေကိုပြောပြတာတမျိုးပြတမျိုးလာမယ်ဘာလို့လဲဆိုတော့ကျွန်မပြောတယ်တပ်မတော်ရဲ့ရည်မှန်းချက်ကတခုအထက်ပဲအဲ့ဒါ PDF တွေ control တဲ့နေရာပဲဆိုတော့ကာကွယ်ရေးတပ်တွေမြန်မာနိုင်ငံမှာရှိတဲ့ကာကွယ်ရေးတပ်တွေကိုကျွန်မမေးချင်တယ်ပေါ့နော်ဘာလဲဆိုတော့တပ်မတော်ကသူ့ရဲ့ရည်မှန်းချက်ကတခုအထက်ပဲဆိုတော့ PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေရဲ့ရည်မှန်းချက်ကရောပါလဲပြောကြမှာပေါ့စစ်အာဏာရှင်ကြရှုံးဖို့အတွက်ပြောကြမှာပေါ့ဒါပေမဲ့တကယ်တော့ကျွန်မမေးချင်တယ်အဲ့ဒါပထမလားအဲ့ဒါစစ်အာဏာရှင်ကြရှုံးဖို့ဆိုတော့ပြောတယ်ဒါပေမဲ့လောက်ရက်ကအဲ့ဖက်ကိုဦးတည်နေရလားဒါမှမဟုတ်နေမီလူဖို့အတွက်ပဲဦးတည်နေရလားဘောနော်ဆိုတော့ကျွန်မပြောမယ်ကစားပွဲဒါမှမဟုတ်တစ်ခုခုမှဆိုလို့ရှိရင်ကိုယ့်ရင်မှန်းချက်နဲ့အညီအလုပ်လုပ်တဲ့သူကပဲအနိုင်ရတယ်ဆိုတော့ရင်မှန်းချက်တော့ထားတယ်ကိုယ့်ရဲ့လုပ်ရက်ကမမှန်ကန်ဘူးဆိုလို့ရှိရင်မရဘူးအဲ့အကြောင်းမို့ပြောတယ်တိုင်းတာလက်နဲ့ကင်နေမစည်းလုံးဘူးဆိုလို့ရှိရင်တက်မတော့နိုင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောတယ်ဒါပေမဲ့အချို့သူကတော့ကျွန်မကိုဆဲကြရပေါ့နော်ဒါပေမဲ့တိတ်ချစဉ်းစားကြည့်ပါကိုယ့်ရဲ့လုပ်ရက်ကကိုယ့်ရဲ့ရင်မှန်းချက်ညီပါသလားအခုဆိုလို့ရှိရင်လည်းမြင်တတ်ဖက်မှာစစ်ရဲအတွက်ကြိုတင်ပြင်ဆင်နေကြပါပြီဒီနေ့ပြည်သတင်းတွေကတော့ဒီလောက်နဲ့ပြီးဆုံးပါပြီကြည့်ရှုအားပေးကြတဲ့အတွက်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ